မဆုံးရေးဆေးသက်တင်ထားတဲ့ကြက်သားထဲကိုစားပြီးတော့အသားမုံစနွေးမုံပြီးတော့တကြားနှင်းငယ်နဲ့မဆလာတို့ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရောင်လုံးထားစဖို့အတွက်ပဲငါပြိုင်နောက်လေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်မရှိရင်မထည့်လိုက်ရပါတယ်နော်ပြီးတော့ချက်သွန်ကြောထမင်းစားစုံတစ်စုံစားလုံးနဲ့ဒိတ်ချင်းထမင်းစားစုံသုံးစုံစားကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဒီထားတဲ့ပူစီနဲ့နှင်းငယ်ကိုထည့်ပေးတာနဲ့အားလုံးကိုနှစ်သွားအောင်နှိုက်ထားပေးလိုက်ပါတယ်ရှင်ကြက်သားကြတော့ဖြိုးကြက်ပေါင်ကြီး၃ဖက်ပေါ့နော်သုံးပြထားပါတယ်ရှင်ကဲဖြိုးနေထားလိုက်တာနှစ်နေပြီဆိုလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးလို့ရှိရင်သူ့ကိုနေဆုံးနိုင်ရွက်လောက်နှက်ထားပေးလိုက်ပါမယ်နော်ဒါကတော့ရေဆေးတက်တင်ထားတဲ့ဒိုင်မောက်ဆန်နှုတ်စီဘူးနဲ့နှစ်ဘူးကြော်ဖြစ်ပါတယ်ရှင်ကျတို့ရုံဆုံးထမင်းတဲဖို့အတွက်အိုးထဲကိုထောပတ်နိုင်ငံကိုထည့်ပေးလိုက်ပါတယ်ထောပတ်လေးကြော်တော့ပြီဆိုတာနဲ့သူ့ထဲကိုတက်ကြကိုခေါင်းနန်းနန်းပွေးပြီးတော့ကယ်ဝေးရောက်တဲ့ကိုထည့်ပေးတာနဲ့နှက်လေးမွေးလာတဲ့ထိခဏလောက်ကြော်ထားပေးလိုက်ပါတယ်အနှက်လေးမွေးလာပြီဆိုတာနဲ့ရေဆေးပြီးတော့ရေစစ်ထားတဲ့ဆန်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့စားနိုင်ငံကိုထည့်ပေးတာနဲ့အားလုံးကိုနှက်သွားအောင်မွေးထားပေးလိုက်ပါတယ်ရှင်ခဏတော့ကဲဖြိုးမှုသားလိုက်တာနှက်နေပြီဆိုလို့ရှိရင်တော့သူ့ကိုမျိုးဝါချပြီးတော့ဒိုင်မဲ့ထမင်းအိုးထဲကိုထည့်ပေးလိုက်ပါမယ်နော်ပြီးရနဲ့ရေကိုပုံမှန်ထမင်းတင်နေကြတိုင်းပဲထည့်ပေးလိုက်ပါတယ်ပြောတော့ဒီမှာခြေလက်တာလက်တစ်စစ်ကြော်လောက်စားရှိတယ်ပေါ့နော်ကဲပြီးတော့ဆိုင်းမြင့်နေပြင်းနေညှိပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးလို့ရှိရင်ပုံမှန်ထမင်းတင်နေကြတိုင်းပဲခလုတ်လေးနှိပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်နော်ပြီးတော့ဒါကတော့ထမင်းထဲမှာထည့်ရန်အတွက်မော်လာဦးနီရဲ့ပြီးတော့စပစ်6ရဲ့ပဲစိမ့်နဲ့ဒီကိုစီလေးပဲဖြစ်ပါတယ်ရှင်ဒါလေးတွေကိုအရင်ဆုံးပူလာပေးထားလိုက်ပါတယ်ရုံဆုံးတရားလေးတွေကိုပူပေးဖို့အတွက်အိုးထဲကိုထောပတ်နိုင်ငံထည့်လိုက်တယ်ထောပတ်ကြော်တော့ပြီဆိုတာနဲ့အသေးနဲ့လေးတွေကိုထည့်ပြီးတော့ခဏလောက်ပူပေးထားလိုက်ပါတယ်ကဲဒီနေ့ဆိုလို့ရှိရင်ရပြီနော်ပြီးရင်တော့ပြိုချက်တိုင်းချက်ဖို့အတွက်ညှုပ်သီးလာထားပေးထားလိုက်ပါမယ်နော်အဆက်ကကြတော့ကိုစားနေတဲ့လောက်ထည့်နိုင်ပါတယ်နော်ကဲထားရတဲ့ညှုပ်သီးလေးညှက်တော့ပြီဆိုတာနဲ့သူတွေကိုဂျင်းနှင်းငယ်နဲ့ချက်တော့ဖြူနှင်းငယ်ကိုထည့်ပြီးတော့ညှက်တော့တဲ့အထိထောင်ထားပေးလိုက်ပါတယ်ထောင်ထားတဲ့ချက်တော့ဖြူနဲ့ဂျင်းကညှက်တော့ပြီဆိုတာနဲ့ချက်သွန်လေးကိုထည့်ပြီးတော့ထောင်ထားပေးလိုက်ပါတယ်ဖြူကဟင်းမှာအနည်းများလေးလိုချင်တာနဲ့ချက်သွန်လေးနှလုံးလောက်ကိုထည့်ပြီးတော့ထောင်ထားပေးလိုက်ပါတယ်ညှုပ်သီးညှက်တော့ပြီဆိုလို့ရှိရင်တော့တဲ့ထားတဲ့ထမင်းအိုးလေးကိုလာကြည့်ပေးလိုက်ပါမယ်နော်ကဲထမင်းလေးကတော့လုံးဝလှနေရောပေါ့နော်လုံးဝကော့ပြီးတော့ပြိုထမင်းလေးချက်ပြီဆိုလို့ရှိရင်ထမင်းကိုအသားလေးဒီလိုမျိုးဖွာထားပေးလိုက်ပါမယ်နော်ပြီးရနဲ့တဝက်လောက်ကိုခတ်ထုတ်ပေးထားလိုက်ပါတယ်ထမင်းကလုံးဝကွက်တရပေါ့နော်မာလည်းမမအောင်ပြောတယ်မပြောတော့တော်လေးကိုစားလို့ကောင်းပါတယ်ပြီးတော့ဒါကတော့အယောင်ဆိုးစိမ့်နဲ့နွားနို့နေငယ်ကိုဆက်ထားတာလေးဖြစ်ပါတယ်ရှင်ဖြိုက3ရောင်ကိုသုံးထားပါတယ်လေမိုရောင်လေးရဲ့စိမ့်ရောင်လေးရဲ့ပန်းရောင်လေးရဲ့ပေါ့နော်ဒီနေရာမှာကိုအဆင်ပြေသလိုတစ်ရောင်ပဲရှိရင်တစ်ရောင်ပဲသုံးနိုင်ပါတယ်နော်ဖြိုကဒီဆိုးစိမ့်လေးတွေကိုနည်းနည်းချင်းစီထည့်ပေးလိုက်တယ်ပြီးရနဲ့ခဏကအပူပေးထားတဲ့တင်းနံလေးတွေကိုထည့်ပေးလိုက်ပါတယ်ပြီးတော့လှီထားတဲ့ပူစင်နဲ့ရွက်လေးနေငယ်ကိုထည့်ပေးတာနဲ့ထမင်းကိုအသားလေးဖွာပေးလိုက်ပါတယ်ကဲပြီးတော့နောက်ထပ်တစ်ထပ်ထည့်မှာပေါ့နော်ထမင်းကိုအသားလေးပေါ်မှာအုပ်ပြီးလို့ရှိရင်ဖြိုးဆိုးစင်းနဲ့နွားနို့နဲ့ဆက်ထားတာလေးကိုနည်းနည်းလေးထည့်ပေးလိုက်မယ်အယောင်လေးထားဖို့တော့ပေါ့နော်ပြီးရင်တော့ခဏကပူပေးထားတဲ့တင်းနံလေးကိုထည့်ပေးလိုက်မယ်ပြီးရင်ပူစင်နဲ့ရွက်လေးကိုထည့်ပေးလို့ရှိရင်တော့ထမင်းကိုပြန်အောင်ပါပေါ့နော်ပြီးတော့ခဏကတိုင်ပဲအယောင်လေးတွေကိုထည့်ပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာဆိုးစင်းမရှိဘူးဆိုလို့ရှိရင်စနွေးမုတ်လေးနဲ့နွားနို့လေးနဲ့ရောပြီးတော့အယောင်လေးလုံးမယ်ဆိုလည်းရပါတယ်နော်ကဲနောက်ဆုံးကြတော့ဖြိုးချက်သွန်ကြော်လေးပါထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့အဖုံးလေးအုပ်ပြီးလို့ရှိရင်ခလုတ်လေးနှိပ်ပြီးတော့နောက်ထပ်ထည့်ပြီးတော့တစ်ခေါက်ပေါ့နော်တည်ထားပေးလိုက်ပါမယ်နော်ပြီးရင်တော့ချက်တိုင်းချက်ရတဲ့အိုးထဲကိုစီထည့်တယ်စီပူလာနဲ့စနွေးမုတ်လေးနဲ့ကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးရနဲ့ထောင်းထားတဲ့ညှုပ်တင်နှစ်ကိုထည့်ပေးတာနဲ့နဲ့လေးမွေးရတဲ့အထိစီပက်ပေးထားလိုက်ပါတယ်စီတက်ထားတဲ့ညှုပ်တင်နှစ်လေးကနဲ့လေးမွေးလာပြီဆိုတာနဲ့တိတ်ချဖို့ခေါက်ကရွေးရွယ်နည်းနည်းပွေးတွေကိုထည့်ပြီးတော့မွေးထားပေးလိုက်ပါတယ်ကဲဖြိုးရွေးညှုပ်တင်နှစ်လေးကလည်းနဲ့လေးမွေးနေပြီဆိုလို့ရှိရင်တော့ရက်သားနဲ့ဆက်ထားတဲ့တက်သားကိုထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်နော်ကြက်သားကိုထည့်ပြီးလို့ရှိရင်တော့ဖြိုးကြက်သားကိုအပြန်လှန်လေးတွေတေချာလေးနှက်သွားပါတော့မွေးထားပေးလိုက်ပါမယ်ရှင်ကဲအပြန်လှန်လေးလုပ်ပြီးဆိုလို့ရှိရင်တော့ရေကိုကိုလိုအဲ့ဒါလောက်ထည့်ပေးလိုက်ပါမယ်နော်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့စူလာလေးထိတည်ထားပေးလိုက်ပါမယ်ရှင်ချက်ထားတဲ့ကြက်သားအိုးလေးကစူလာပြီးဆိုတာနဲ့အဖုံးလေးဖွင့်ပြီးတော့အပြန်လှန်လေးနည်းနည်းလေးပေါ့နော်မွေးထားပေးလိုက်ပါတယ်ပြီးရနဲ့ဆက်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ချက်ထားပေးလိုက်ပါတယ်ဒီခန်းတော့လိုက်ဒီပေါ့နော်ဒီတေကနည်းနည်းလေးခန်းချင်းတို့ဖြစ်တာနဲ့အပြန်လှန်လေးပြန်ပြီးတော့လှုပ်ထားပေးလိုက်တယ်ပြီးရနဲ့ရေကိုနောက်ထပ်တေပေါ့နော်ထည့်ပြီးတော့ထည့်ပေးလိုက်ပါတယ်ဖြိုတော့2ရေလောက်ချက်ပေးလိုက်ပါတယ်ရှင်ချက်သားကိုနူးနူးလေးဖြစ်အောင်ပေါ့နော်ကဲဒီမှာလည်းစူနေပြီဆိုလို့ရှိရင်တော့ဖြိုတော့ရတာမြည်ကြည့်လိုက်ပါမယ်နော်နည်းနည်းလေးပွေပြီးတော့ဒီနေရာမှာအပေါ့ငံကကိုစိတ်ကြိုက်ပြင်ဆင်ပေးနေပါတယ်နော်ဖြိုကတော့နည်းနည်းလေးပေါ့တို့ခံစားတာနဲ့သူတွေကိုစားနေငယ်နဲ့ငံပြလေးနေငယ်ကိုထည့်ထားပေးပါတယ်ပြီးရနဲ့နည်းနည်းလေးမှွေပြီးတော့အဖုံးလေးအုပ်ပြီးတော့ဆက်ပြီးတော့ချက်ထားပေးလိုက်ပါတယ်ကဲဒီနေ့ဟာဆိုလို့ရှိရင်တော့လုံးဝအနဲ့လေးမှွေးနေပြီပေါ့နော်ရေလေးတွေခန်းနေပြီဆိုလို့ရှိရင်တော့ရတာမြည်ကြည့်ပြီးလို့ရှိရင်တော့စိတ်နေတယ်ဆိုလို့ရှိရင်တော့စားလို့ရပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့ဖြိုးတဲ့တက်တာဟင်းလေးကတော့ချက်ပါပြီချက်ပြီဆိုလို့ရှိရင်တော့စားပဲပကဲထဲကိုဖြိုးတဲ့တမထမင်းလေးကိုထည့်မယ်ပြီးလို့ရှိရင်တော့တက်တာဟင်းလေးကိုထည့်လိုက်ပါမယ်နော်ကြည့်ပါဦးလုံးဝစားချစ်စရာလေးပေါ့နော်အရင်နဲ့စားလို့ကောင်းပါတယ်ဒီချက်နေလေးရဆိုလို့ရှိရင်လေ